အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ morning duty ပေါ့နော်နိုင်ရလို့စောစောသွားရမယ်အဲ့ဒါကြောင့်မနေ့9:45လောက်ထပြီးတော့ရေမိုးချိုးပြီးတော့အလုပ်သွားမယ်ပေါ့နော်လို့စောစောသွားမယ်နေ့ဆိုလို့ရှိရင်မထရှင်လဲထရတယ်ပေါ့နော်ပုံမှန် morning duty ဆိုလို့ရှိရင်မနေ့စာမချက်ဖြစ်တာများတယ်အဲ့ဒီစားဝယ်စားလိုက်တယ်ပေါ့နော်မနေ့6နာရီခွဲလောက်အေးကနေထွက်လာတယ်စားစရာဘာမှမရှိလို့ဆိုင်မှာတခုခုစားဖို့အတွက်တော့ဝယ်လိုက်အောင်မယ်နော်ခုကတော့အလုပ်ထဲရောက်ပါပြီ6နာရီမိနစ်50လေးရှိပြီဆိုတော့မနေ့စာကိုမြင်မြန်လေးစားလိုက်မယ်နိုင်ရဲ့မနေ့စာကတော့လက်ဖက်ရည်တစ်ခွက်ပေါမုံနှချမ်းနဲ့ကျုပ်ဦးနှလုံးပေါ့နော်အခုနားချေရောက်ပါပြီတရက်နိုင်ရအလုပ်တွေမှာဘာလုပ်လဲဆိုလို့ရှိရင်ဘယ်အချိန်မှာနားအောင်လဲဘယ်အချိန်မှာပြန်ရမလဲဆိုတာပဲခေါင်းထဲမှာရှိတယ်ပေါ့နော်အလုပ်နားချိန်မှာနေ့လယ်စာဝယ်စားမပြည့်နိုင်နဲ့မန်နေဂျာစီကနေအချစ်စာတစ်စောင်ရောက်လာလို့ဖွင့်ကြည့်လိုက်အောင်မယ်ရေခုန်သွားတော့ပဲဘာစာများလဲဆိုပြီးတော့အဲ့ဒါအခုစာအောင်မဲ့စာတွေပေါ့နော်ညနေ3နာရီခွဲလေးထိုးပြီးဆိုတော့ပြန်ရပါတော့မယ်ဒါကနိုင်ရဲ့တငယ်ချင်းဒီနေ့ကနိုင်ရဲ့အမတယောက်ကညနေစာစားဖို့အတွက်ဖိတ်ထားတယ်ပေါ့နော်အဲ့ဒါကိုတော့စားပါမယ်အောင်မချို IT ကိုလေးထိသွားမယ်ပေါ့နော်အဲ့ဒါကြောင့် taxi နဲ့သွားမယ်Hello. Hi. Okay, thank you. Thanks for waiting. Ayaw ini ala. ဒါကတော့ကြောင်းဝင်ထဲကရှုခင်တွေပါအခုကတော့ရောက်ပါပြီရှင်အမကဟိုနောက်ထိုးလိုက်ဒီနောက်ထိုးလိုက်နေပေါ့နော်ဘာတွေပြောနေမှလည်းမသိတော့ဘူးလူလဲဆောင်နေပြီဆိုတော့နေရိုးစားပါတော့မယ်ဒါကနိုင်ရဲ့ second family တွေပါနိုင်ရဲ့စင်ကာပူဆက်ရောက်ပြီးကြတဲ့ကအခုချိန်ထိဒီမိသားစုဒီမနမပဲရှိရပေါ့နော်ဒီပါဆက်ရောက်ပြီးကြတဲ့ကတခုခုဆိုသူတို့ပဲရှိတယ်ပေါ့နော်လိုတာရှိရင်အရှိကနေကူညီလဲပြပေးတာဆိုလို့လဲသူတို့ပဲရှိတယ်အကောလုံးကတယောက်ကိုတယောက်အပြန်လဲကူညီဖေးမကြတယ်ခီးဆိုင်ကြတယ်ပေါ့နော်စားနေနဲ့စကားအပြန်လဲပြောကြတယ်ပေါ့နော်ပြီးရင်အမတရားပေါ်လို့လည်းအများကြီးရိုက်ဖြစ်တယ်မွေးလဲချုပ်နေပြီဆိုတော့ပြန်ပါတော့မယ်နိုင်ရဲတင်းနေတာတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးပါနောက်ဗီဒီယိုမှာထပ်ဆုံမယ်နော်အားလုံးပဲတတာ